ကိုမိတ်ဆက်ပေးမယ်ကိုကြီးနာမည်ကသူတို့တီတီသူတို့မှာအားလင်ငါကြော်သွားရွှေမန်းပန်နေရမြို့တော်ဒစ်ဆက်ကိုကျွတ်သူဆိုလည်းပြီးနေတော့ကွာဟဲ့ကိုကြီးပါလေအပေါ်ဆုံးကအချစ်အပြည့်ဝဆုံးကမေတ္တာပိုရှန်နေတာကနှလုံးသားပဲညီမလေးကကိုကြီးပေါ်ဘယ်လိုသဘောထားနောက်တော့ရွှေတော့မပြတ်သွား ဟုတ်ရှာကြောတေဝါထင်မှာစကားကြီးအများကြီးပြောလို့လေ ရှာကြောတည်ရဆိုတာရှိလို့လားရွှေဝေး ရှိရဗောအဲ့လိုပောက်တက်ကရအကြာကြီးပြောလို့ရှိရင်ရှာကြောကအဲ့လိုတေတတ်တယ် ဩ ဒီအတိုင်းကျွန်တော်လည်းတရေကြောက်တဲ့ကောင်ဆိုတော့ဥဒ္ဒမရရတာတော့ကိုယ်အတွက်စိတ်ချောက်ချစရာဖြစ်ခဲ့တယ်ဒါပေမဲ့ပြီးတော့ဒီထဲမှာဆိုလို့ရှိရင်ကျွန်တော်အုတ်ကူပေါ်မှာထိုင်ရတာလေအဲ့တော့လက်တွေပိုင်းချီကတော့တောင်းမှန်ပြီးတော့မှရိုက်ခဲ့တာပေါ့တရေကြောစကားမှာကျွန်တော်ခလန်းဆရာသားကျော်ဆိုတဲ့နေရာလေးကိုပေါ့တော့အဓိကတော့ဟာတာလေးလည်းပါမယ်ဒရမာလေးလည်းပါတယ်ဆိုပြီးတော့ဒီကားလေးကိုရိုက်ပေးဖြစ်တာပါဒီကားလေးကလည်းကျွန်တော်ကိုယ်တိုင်လည်းသဘောကျတယ်ပထမဆုံးမဟုတ်ဘူးဒုတိယပေါ့ပထမကကြတော့ကျွန်တော်ရှေ့မှာဝက်မှာဒီကုန်းကကျွန်တော်ရဲ့အမေနေရာနေပြီးတော့ကျွန်တော်ပြေဆောင်လာတယ်ဆိုတော့ဒီကားကတော့ဒုတိယမြောက်ပါဟာတာခက်တာပေါ့နော်ဟာတာဆိုတာ response နေနေရလိုမျိုးတွတ်တွတ်လက်လက်ပြေဆောင်ရတာဆိုတော့ဒါပေမဲ့ဒီကားမှာကအရင်ဘယ်လိုပြောမလဲခက်ခဲတော့ရှိတယ်ဆိုပေမဲ့ဒါပေမဲ့ဥခင်လာရင်တို့တွတ်လက်ဥစောတော့အားလုံးပေါ့ကိုတရားလုံးနဲ့အားလုံးတန်တန်မင်လေးဆိုတော့ပြေဆောင်ရတာအဆင်ပြေတယ်ပေါ့ရှော့ရှူပဲလုပ်နိုင်ခဲ့တယ်မိုင်းစုနဲ့ဘလော့တော့အဓိကတော့မိုင်းစုနဲ့ကားကကျွန်တော်နည်းနည်းခဏနားပြီးတော့ပြန်ရိုက်တဲ့ကားလားမသိဘူးပြန်ရိုက်တဲ့ကားဆိုဥစ္စာပါပဲအဲ့လိုလိုအပ်တဲ့အရာကိုအခုရိုက်ခဲ့ကားတိုင်းလည်းအဲ့လိုပါပဲကျွန်တော် item နဲတယ်ဆိုရင်တားရေး item နဲတယ်များတယ်ဆိုရင်တားရေးနဲ shot ကလောက်မလို့ဆိုဥစ္စာပါပဲအဲ့လိုပြန်ပြပေးနေပဲပြုဆောင်တယ်ကျွန်တော်အတွက်ဆိုရင် drama ကနည်းနည်းလေးပို့ပြီးတော့ခက်ခဲမယ်လို့ကျွန်တော်ယူဆပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်အပြင်မှာလည်းနည်းနည်းမျက်နှာပြောင် professional နည်းနည်းပြောတတ်တော့ဟာတာဆိုဥခင်လိုက်တို့နဲ့ကိုသွက်လက်တို့နဲ့ကိုတေးတို့နဲ့အဲ့လိုပူပေါင်းလိုက်ရင်စီးမျောလိုက်ရင်ကျွန်တော်လိုက်နိုင်တယ်ပေါ့ drama ကတော့ကျွန်တော်အတွက်ခက်တဲ့ထဲမှာလည်းပါပါတယ်အသင်ယူပါတယ်အဓိကတော့ဥခင်လိုက်နဲ့ကိုသွက်လက်ပေါ့နော်သူတို့နှစ်ယောက်ကအဲ့လို response တွေရမ်းမြန်နှစ်ယောက်ကအပေးယူလည်းရမ်းညီမြတယ်ရမ်းညီမြဆိုတော့ကျွန်တော်လည်းလေးလာဖြစ်တယ်ဥခင်လိုက်ကိုလည်းမေးဖြစ်တယ်ဆိုတော့ဘာကြောင့်ဒီလိုမျိုးလုပ်နိုင်တာလဲဘာကြောင့်ဒီလိုမျိုးစကားတစ်ခုပြောရင်ဥခင်လိုက်ရဲ့ဇက်ကထွက်သမျှလဲဟာတာဘာကြောင့်ဖြစ်နေရလဲဆိုတော့မေးဖြစ်ပါတယ်ကိုကိုတိုင်းလည်းဘယ်လိုပြောမလဲလေးလာဖြစ်တယ်ပေါ့ဟုတ်ကဲ့ဒီကုန်းနဲ့လားဒီကားမှာဆိုလဲဒီကုန်းနဲ့စုံစင်းလေးပါပါတယ်ဒါပေမဲ့ဒီကုန်းကိုလည်းအဲ့လိုပြောဆိုတာလေးရှိတာပေါ့ဒါပေမဲ့ကတော့လိုပဲပြောပြီးတော့ဒီကုန်းနဲ့လည်းရိုက်ခဲ့ရတာဟုတ်ရက်ကညှိရတာတော့ဒီကုန်းနဲ့ကျွန်တော်ညှိစရာမလိုဟိုရိုက်ကူးတဲ့ကင်မရာဆရာတွေကတော့ညှိရတယ်တော်တော်လေးပြင်ပါလေခွေရပါတယ်ဒီကုန်းနဲ့ကလည်းဘယ်လိုပြောရမလဲဟိုဝက်ကားမှာကလေးကဒီကုန်းနဲ့ကလည်းခင်းနေပြီဆိုတော့အဆင်ပြေပါပဲဗျဟုတ်နှစ်ခါသုံးခါလောက်ဒီအတိုင်းကျွန်တော်လည်းတရေကြောက်တဲ့ကောင်ဆိုတော့ဥဒ္ဒမရရတာတော့ကိုယ်အတွက်စိတ်ချောက်ချစရာဖြစ်ခဲ့တယ်ဒါပေမဲ့ပြီးတော့ဒီထဲမှာဆိုလို့ရှိရင်ကျွန်တော်အုတ်ကူပေါ်မှာထိုင်ရတာလေအဲ့တော့လက်တွေပိုင်းချီကတော့တောင်းမှန်ပြီးတော့မှရိုက်ခဲ့တာပေါ့ငယ်လေးတွေကပေါ့မချောက်ခံမှုပါတယ်တရေချောက်ခံမှုဒီတော့သူနောက်ဆက်နေတယ်တရေချောက်ခံမှုပါတယ်တရေချောက်ခံမှုပရိပ်ပေးစားပရိပ်ဒီမှာတော့ရှင်နဲ့ပတ်တာဟုတ်စီတချို့နေဆိုမျိုးပေါ်ကနေပြီးတော့ကျွန်တော်ကား2နိုင်3နိုင်လောက်ဆက်သွားပြီးကား4နိုင်လောက်ဆက်သွားတဲ့မျိုးတွေရှိတော့ကြုံမှုတယ်ပေါ့အဲ့ဒါတော့ကျေတုံးပြောပြတော့ပါအဲ့ဒါကြောင့်မို့လဲနည်းနည်းလေးလန့်နေကြောက်တာပဲလေကြောက်စိတ်ကိုလို့ထည့်ထားလိုက်မခံပါဘူးကြောက်တရေချောက်မခံပါဘူးတရေကြောထဲမှာကျွန်တော်ဒီအထက်လန်းဆရာရာကျော်အနေနဲ့ပါဝင်ထားပါတယ်အဲ့တော့ကျွန်တော်ရွှေထူးနဲ့အတူတူဒီတရေကြောထဲမှာပါဝင်တဲ့တရုပ်ဆောင်တွေအသိပညာရှင်တက်ပညာရှင်တွေအကုန်လုံးနဲ့အကောင်းဆုံးပြအောင်ကြိုးစားထားတဲ့အတွက်ဂျွန်လ6ရက်နေ့ကျရင်ဒီကားလေးတနိုင်ငံလုံးမှာပြသမှာဖြစ်လို့လာရောက်ကြည့်ရှုပေးကြပါဦးလို့ပြည်သက်ကြီးကိုဖိတ်ခေါ်ချင်ပါတယ်ကျွန်တော်ကြိုးစားထားပါတယ်